ရင်ဗီဒီယိုတွေကကျွန်တော်ကိုအကြောင်းပြောပြီးဆိုရင်တော့အခုကျွန်တော်ပြောပြပေးမှာတော့ဗာလဲဆိုရင်ခုနောက်ပိုင်းမှာလုံးဝတွေးနေရတဲ့ Ultra okay Eneco Ultra 5 Ultra 7ဟုတ်ပြီနော်အမှန်တော့ခုနကျွန်တော်ရင်ဗီဒီယိုမှာပြောခဲ့တဲ့ကို5ကို7နဲ့2ပါဒါပေမဲ့ Ultra ကဘာပုံပေါင်းသွားတာလဲဆိုရင်ကျွန်တော်တို့ကဒီ CPU ပေါ့နော် NPU လို့ခေါ်တဲ့ Neutral Processing Unit ပေါ့နော်အဓိကတော့ AI engine ပါတာပေါ့နော် AI chipset လေးပါတာပေါ့နော်ပြောချင်တာတော့ဒီ AI ထောက်ပံ့နေ AI ကနေမှဒီ hardware component မှာ AI ပါဝင်ပတ်သက်နေတယ်ပေါ့နော်အဲဒီကောင်လေးတွေပါမယ်ပြီးရင်ကျွန်တော်တို့နောက်ထပ်တစ်ခုထူးခြားသွားတော့ Ultra တွေကကြတော့ကျွန်တော်တို့ဒီ graphic ပေါ့နော် graphic ကိုထောက်ပံ့ပေးတာတော့ကျွန်တော်ဆိုရင်တော့ Intel Iris တို့ Intel UHD တို့ Intel HD ပေါ့ဒီကောင်ကျတော့ဘာဖြစ်သွားလဲ Intel Art Graphic ဖြစ်သွားမယ်ပေါ့နော် ARC ပေါ့နော် Intel Art Graphic ကကြတော့ဘာပိုကောင်းသွားလဲဆိုပို performance များသွားမယ် gain တွေလည်းဆော်လို့ရသွားမယ် okay နော် heavy တော့မဟုတ်ဘူးပေါ့နော် Nvidia လောက်တော့မကောင်းဘူးဒါပေမဲ့ကျွန်တော်တို့ဒီ handheld device တွေမှာပါတဲ့ graphic တွေပေါ့နော်တော်တော်များများဆော်လို့ရသွားမယ်အဲ့လိုမျိုး performance graphic တွေပါမယ်အဓိကတော့ AI ထောက်ပံ့တာပေါ့နော် AI ကတော့ Intel Core တွေပိုင်းကတော့ AI တော့ limited ထောက်ပံ့တယ် limitation ရှိမယ် Ultra ကကြတော့ကျွန်တော် AI fully ထောက်ပံ့ပေးမယ် okay အဲ့တော့ graphic လည်းကွာသွားမယ်အဲ့တော့ Ultra အဲ့လိုပါအဲ့တော့ CPU ဆိုရင်ဒါအသစ်ဆန်းနေဆိုရင်ကျွန်တော်တို့ဒီကြည့်ရတဲ့ customer တွေနည်းနည်းဟို confuse ဖြစ်သွားမှာဆိုလို့ပေါ့နော်ဒါလေးတွေအကိုကဗာလဲ Ultra ကဗာလဲရှင်းပြပေးတာပါနောက်လည်းဒီနားနဲ့ပတ်သက်တဲ့ပူဇာလေးထပ်ပြီးတော့ပြောပြပေးသွားပါမယ်